အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပြတော့မယ့်အကြောင်းအရာတော့ဒီ MNDAA နဲ့ပေါ့လေလာရှိုးကနေပြီးတော့ဒီ April လ21ရက်နေ့အပြီးထွက်ခွင့်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုသုံးသပ်ပြရတော့မှာဖြစ်ပါတယ်ဆိုတော့ဒီလက်တလုံးမှာပေါ့လေဒီငလျင်သတင်းတွေနောက်ကဒီယူအန်နိုင်ငံတွေအဖွဲ့အစည်းတွေကနေပြီးတော့မြန်မာနိုင်ငံကိုလာပြီးတော့ဒီငလျင်ကယ်ဆယ်ရေးလုပ်တာတို့ဒီပြန်လည်ထူထောင်ရေးလုပ်တာတို့စသဖြင့်ဒီသတင်းတွေကြောင့်မို့လို့ဒီ MNDAA နဲ့ပေါ့လေလာရှိုးကနေထွက်ခွင့်မယ်ဆိုတဲ့သတင်းအပေါ်လေလူစိတ်ဝင်စားမှုနေကြတာဖြစ်ပါတယ်ဆိုတော့ဒီ MNDAA နဲ့ဒီလာရှိုးကနေထွက်ခွင့်မယ်ဆိုတဲ့နောက်ကွယ်မှာဘယ်လိုမျိုးပြောဟာတွေရှိနေတယ်လဲဆိုတော့ဘာကြောင့်မို့လို့MNDAA အနေနဲ့ပေါ့လေလာရှိုးကနေပြီးတော့ဒီထွက်ခွာကြရတာလဲဆိုတော့ဒီတက်မလို့နဲ့ MNDAA ပေါ့လေနောက်ဆုံးညှိနှိုင်းတွေ့ဆုံတဲ့အခါမှာဘယ်လိုမျိုးသဘောတူညီချက်တွေရှိခဲ့ကြတာလဲဆိုတာကိုနှစ်ဖက်အဖွဲ့အစည်းတွေနဲ့တရားဝင်ထုတ်ပြန်ထားတာမရှိတဲ့အတွက်ကြောင့်မို့လို့ဒီသိရှိရပေါ့လေကကနမသိရသေးဘူးဆိုမှလို့အခုလက်ရှိအချိန်မှာဒီ MNDAA နဲ့လာရှိုးကနေဖြည်းဖြည်းချင်းပေါ့လေစပြီးတော့ထွက်ခွာနေကြပြီဖြစ်ပါတယ်တကယ်တော့ဒီရှမ်းမြောက်ဒေသဆိုတာကဒီဆိုင်ပွဲတွေမဖြစ်ခင်ကတော်တော်လေးကိုအေဂျင့်တာရနေနေသားတစ်ခုပဲဖြစ်ပါတယ်။ဒီရှမ်းမြောက်မှာရှိတဲ့တိုင်းရင်းသားပြည်သူလူထုဆိုလို့ရှိရင်လည်းရိုးသားလောက်ကိုင်းစားတော့ပြီးတော့တကယ်ကိုအေဂျင့်နဲ့နေနေသားတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ဒီနောက်ပိုင်းသုံးဖွဲ့အနေနဲ့ပေါ့လေဒီပြည်တွင်းနိုင်ငံရေးအကြက်တွေကိုဖွင့်ကောင်းယူတရားဝင် online ငွေကြေးလိမ်လည်မှုတွေကိုပေါ့လေအကြောင်းပြပြီးတော့ပြည်ပအင်အားကြီးနိုင်ငံတချို့ရဲ့ထောက်ပံ့မျိုးစုံကိုယူရပေါ့လေယူတယ်ဒီငွေကြေးတို့လည်းနဲ့ထောက်ပံ့တာဆက်ဖြစ်ပေါ့လေဒီလိုမျိုးအထောက်ပံ့တွေမျိုးစုံကိုယူပြီးတော့ဒီရှမ်းမြောက်စစ်စင်ကိုစခဲ့ကြတာဖြစ်ပါတယ်။လက်ရှိအချိန်မှာဒီ NASA ကအစိုးရအနေနဲ့ပေါ့လေပြည်တွင်းရေးတွေကြောင့်မလို့အလုံးများနေတဲ့အချိန်မှာဒါတွေကိုအခွင့်ကောင်းယူပြီးတော့ဒီမြောက်ပိုင်းသုံးဖွဲ့အနေနဲ့ပေါ့လေဒီနိုင်ငံရေးကိုအမျက်ထုတ်ခဲ့တဲ့သဘောဖြစ်တယ်။ဒီမြောက်ပိုင်းသုံးဖွဲ့အနေနဲ့ဒီလာရှိုးကိုမတိုက်ခင်မှာပေါ့ဒီကုတ်ခိုင်တဲ့သိန်းတွေကိုအရင်ဆုံးတိုက်တယ်ပေါ့ပြီးလို့ရှိရင်တော့ဒီရှုပ်တိုက်ထုံးတွေနဲ့ပေါ့လေလာရှိုးမျိုးတွေကိုပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီလာရှိုးမျိုးကိုအဲ့လိုမျိုးပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီလာရှိုးမျိုးတွေမှာရှိတဲ့ရက်ွက်တွေအခုကဒီရားစီဒီပထိုးတွေစာတင်ကျောင်းတွေစေးတွေစသဖြင့်အများကြီးပေါ့လေပျက်စီးဆုံးရှုံးခဲ့ရတယ်ဆိုတာလာရှိုးမျိုးမှာရှိတဲ့ပြည်သူလူထုအပြင်မြန်မာနိုင်ငံမှာရှိရပေါ့လေပြည်သူလူထုတော်တော်များများလဲTV လောက်ဖြစ်ပါတယ်ဆိုတော့အားလုံးကတော့ခီးစစ်တွင်းကြကျွန်တော်နေတာမပြောတော့ဘူးဆိုတော့ဒီချမ်းသာကိုပေါ့လေကျူးကျော်စစ်တွေစပြီးတော့စခဲ့တဲ့ MNDAA နဲ့ပေါ့လေနေမြေတွေကိုဒီဟိုကြစိုးမိုးတဲ့ပုံစံမျိုးတွေနောက်တစ်ခုကဒီစစ်ပြင်ဝါဒလိုအုပ်ချုပ်တာတွေတောင်းမလို့သူတို့အချင်းချင်းတော်မှဒီရန်ဖြစ်ကြနေမြေလူကြနေတာအမျိုးမျိုးဖြစ်နေကြတာဖြစ်ပါတယ်ကိုကောင်းတဲ့လူငယ်ကောက်တဲ့ဟာကိုဘလောင်နဲ့လာတိတ်ခိုင်းတာတော့ရန်သူတို့ဒီခါမှဆက်မထွက်ဘူး။ဒါညုံပြလိုက်။ဒါညုံပြလိုက်။ဘာဖြစ်တာ။မပြောပါဖြစ်တာ။ဟာပကလာမျိုးလား။တော့ကြားနေလို့ဖြေတာ။ဘာမလို့တို့မဲဒီမှာရောက်တော့ရသူပြောရောက်ရချက်ပါမင်းရောက်မင်းရောက်ဒီ PDF ကိုဟုတ်ရချက်ပါလေမင်းရဲ့ရချက်ပါတော့မင်းရဲ့ရချက်ပါလေပြောနာတော့ဘိုးရုံပြောတော့ပါအမ်ပြောတော့တကယ်တော့ဒီဂျားတွေကနေအမှန်တကယ်ဒုက္ခရောက်ကြတာတော့ဒီအပြစ်မြင်တဲ့ပြည်သူလူထုတွေပဲဖြစ်ပါတယ်ဆိုတော့ဒီအခုဒီလာရှိုးကနေပေါ့လေMNDAA နဲ့ဖြည်းဖြည်းချင်းဆုတ်ခွာနေကြဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဆုတ်ခွာတဲ့အခါမှာတော့လောက်တောင်အကျင့်ရုပ်တယ်လို့ဆိုလို့ရှိရင်ဒီ MNDAA နဲ့ပေါ့လေဒီအများပြည်သူတွေအသုံးပြုနေတာစေယုံမှာသုံးနေတာစက်ကိရိယာတွေနောက်တစ်ခုကဒီအများပြည်သူတွေသုံးတယ်ပေါ့လေပစ္စည်းတွေဒီရက်ဆက်ဝယ်ရကြိုးတွေဒီ transformer တွေအစပေါ့လေကားဟင်းနဲ့အကုန်လုံးကိုပြည်ဆောင်သွားကြရဖြစ်ပါတယ်ဆိုတော့ဒီနောက်ဆုံးဒီပြောချင်တာကတော့ဒီ MNDAA နဲ့ပေါ့လေကျူးကျော်စစ်တွေဖန်တီးပြီးတော့ဒီတိုက်ခိုက်ရတာဘယ်တော့သူ့ပင်ထင်းနေရတာဘယ်လောက်ထိခက်ခဲသလဲဆိုတာပေါ့သူတို့နဲ့ဒီနားလေသွားဖို့ရပါတယ်ဆိုတော့ဒီရှမ်းမြောက်ဖြစ်စဉ်မှာဆိုလို့ရှိရင်ရှမ်းမြောက်မှာရှိတဲ့အပြစ်မဲ့တဲ့ပြည်သူလူထုတွေဒုက္ခမျိုးစုံရောက်ခဲ့ကြရတာဖြစ်တယ်ဆိုတော့အဲ့လိုပဲဒီရခိုင်မှာဆိုလို့ရှိရင်လည်းဒီပြစ်မဲ့တဲ့ပေါ့လေရခိုင်ပြည်သူလူထုတွေလည်းအများကြီးဒုက္ခရောက်နေကြရတာဖြစ်တယ်လို့ဒီကျောင်းသားကျောင်းတွေဆိုလို့ရှိရင်လည်းဒီကျောင်းတွေကပိတ်ကားလမ်းတွေကပိတ်အဲ့ဒီပေါ့လေဒါကြောင့်မို့လို့ပညာရေးအခက်အခဲမျိုးစုံရောက်နေကြတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီ EAO တွေနဲ့ပေါ့လေဒီလာရှိုးဒီရှမ်းမြောက်ဖြစ်စဉ်ကိုတာတကယူပြီးတော့ပေါ့လေဒီကျူးကျော်စစ်တွေဖန်တီးပြီးတော့ဒီတိုက်ခိုက်ရတာပဲဒီလောက်မို့ဒီသူ့ပင်ထင်းနေရတာဘယ်လောက်ထိခက်တယ်လဲဆိုတာကိုသိသင့်ပြီလို့ကျွန်တော်တွေနဲ့အကြံပြုလိုတယ်ဒါကြောင့်မို့လို့ပေါ့လေဒီနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းကြဖို့အကြံပြုတိုက်တွန်းလို့အားလုံးကိုကျေးဇူး